မနေ့ည8နာရီကျော်လောက်ကကျွန်တော်လက်ဖေးတောက်ဖို့တောက်နေကြဆိုင်နေဝင်လိုက်တယ်။ထိုင်ကုန်ကမရှိတော့ကိုရင်လေးထိုင်နေတဲ့စပွဲမှာပဲဝင်ထိုင်လိုက်တယ်။စပွဲရိုးကောင်မလေးကကျွန်တော်အတွက်လက်ဖေးခွဲချပေးနေတော့ကိုရင်လေးကမေးလိုက်တယ်။တကားမလေးမှားထားတာကြပြီလေ။အခုထိမရသေးဘူးလား။ကျွန်တော်လည်းမနေနိုင်မထိုင်နိုင်မေးလိုက်မိတယ်။ကိုရင်ကဘာမှားထားတာလဲ။ချိုစိတ်နဲ့ပဲနှံများမှားထားတာ။အဲ့ဒါနဲ့ကျွန်တော်လည်းပြန်မေးလိုက်တယ်။ကိုရင်ကဒီချိန်စားစားလို့မရဘူးလေဆိုတော့မဟုတ်ဘူးအမေအတွက်တဲ့အခုထိမရသေးဘူးအမေကမျှော်နေတော့မှာပဲသူကပြန်ဖြေတော့ကျွန်တော်တောက်နေတဲ့လက်ဖေးရည်ဘူးရဲ့ကိုရင်ဟာရဲ့ပေါင်းရှင်းလိုက်တယ်ပြီးတော့တပည့်တော်ကိုရင်အမေစီလိုက်ပို့ပေးပါမယ်ဖေ။တပည့်တော်စီမှာဆိုင်ငယ်ပါပါတယ်ဖေလို့ပြောပြီးတော့လိုက်ပို့ပေးလိုက်တယ်ကိုရင်ကသူ့အမေရှိတဲ့နေရာမြို့ရှောင်းလန်းဘက်ကိုမောင်းခိုင်းมาတော့တယ်မြို့ရှောင်းလန်းနဲ့ရောက်တော့ဘယ်ဘက်ကိုချိုးဝင်ခိုင်းနေပြီးတော့တင်းချိုင်းကုန်းနဲ့ဝင်ခိုင်းနေဗျာကျွန်တော်တော်တော်လန့်သွားတယ်ညက8နာရီကျော်နေပြီလေတင်းချိုင်းကုန်းဆိုတာတိတ်ဆိတ်နေတာကြက်သီးတွေတဖြန်းဖြန်းထလာတယ်ဒါပေမဲ့ကျွန်တော်ကြောက်စိတ်တွေဖယ်ပြီးတော့တင်ငန်းခြုံထားတဲ့ကိုရင်လေးလည်းပါတယ်ဆိုပြီးအားတင်းဝင်လိုက်တယ်အဲ့ဒီမှာကိုရင်လေးကစင်းပြီးဓမီလေးနဲ့ဟိုကြည့်တီကြည့်လုပ်ပြီးအုတ်ကူလေးတစ်လုံးပေါ်တက်ထိုင်ပြီးအမေကြိုက်တဲ့ချိုစိတ်ရင်ပဲနှံပြရဲ့တားလာပို့တာပါတားကိုခွန့်လက်ပါအမေရဲ့တဲ့အမေမသေးခင်တုန်းကမပြူစုခဲ့ရတာတွေအခုမှယူကျုံမရဖြစ်နေရပြီအမေရဲ့တဲ့အဲ့လိုတွေပြောပြီးတော့ကိုရင်ကအဲ့ဒါကိုရင်အမေရဲ့အုတ်ကူလေးပဲတဲ့မသေးခင်တုန်းကလုံးမကျွေးနိုင်ခဲ့လို့အခုလိုလာပို့တာပါလို့သူပြောတဲ့စကားကိုနားထောင်ရင်ကျွန်တော်သူ့ကြောင့်ထိလိုက်ပို့ပေးလိုက်တယ်ကျွန်တော်တန်ဝေကတစ်ခုရလိုက်တယ်သူတော်တေရွားတဲ့မိခင်ကိုတင်ញိုင်ကုန်ထိလိုက်ကျွေးနေနေတာငါတို့ကအခုအသက်ရှိနေတဲ့မိခင်ကိုတောင်ခယူတစိုက်ကျွေးတင်နေဆိုတော့အတိတရားတစ်ခုရလိုက်ပြီလေကိုကိုကျွေးမွေးခဲ့တဲ့မိခင်ဆိုတာတသက်လုံးတယောက်ပဲရှိတာမို့အစာထိုးမရတဲ့အနန္တဂိုင်းဝင်ကျေးဇူးရှင်အသက်ရှင်နေတော့လှုပ်ကြွေးတမှုပြုကြရင်လည်းကျေးဇူးဆက်ကြရအောင်တငယ်ချင်းတို့အခုတော့ကျွန်တော်ရဲ့ကိုရင်ရဲ့တင်ញိုင်လေးရဲ့ငြိမ်သက်နေတဲ့အုတ်ကူလေးတစ်ခုရဲ့ပေါ့